Hello အားလုံးပဲမင်္ဂလာပါချစ်တို့ရေဒီညเนาะထူးထူးခြားခြားလာပြီးတော့ပြောစရာတော့မရှိပါဘူးချစ်တို့เนาะအခုเนาะပြောင်းတာဆိုတဲ့စက်ကားလေးလာပြီးတော့နည်းနည်းလေးမစ်ဆက်ပေးမယ်ပေါ့နော်ချစ်တို့เนาะဒီပြောင်းတာစက်ကားလေးကကြတော့ညင်ရီခိုင်တဲ့သူစီမသွားကြည့်เนาะညင်ရီခိုင်တဲ့သူဆိုရေးကြည့်เนาะကဲသူကဘယ်မှာပြတ်တာလဲဆိုတော့အခုဆိုရေးမဲဆောက်เนาะလောတာအကြီးမှာ9နာရီအချိန်မှာသူပြတ်တာတယ်ပေါ့နော်9နာရီညနေပဲ9နာရီပေါ့နော်ဆိုတော့နော်တကယ်လို့သွားကြည့်မိမယ်ဆိုရင်တော့ကျုပ်ပြောထားမယ်နော် tissue တွေပါယူသွားနော်ကိုတွေကကြောက်ဆဆစီကတော့ဘာမှမသိဘူးဒီပြောတာဆိုတဲ့စက်ကတော့သွားကြည့်မိတော့မှပဲမျက်ရည်တွေကလေကျနေတာပဲမျက်ရည်ကကျမှကျပဲစောက်ဝေခါနေစပြီးတဲ့အထီးငိုတာလက်ကိုပဲနှက်ချီပါထွဲတယ်နော် tissue မရှိဘူးနော်လွယ်အိတ်ကျိုးပါကိုနှက်စီတုံနေရတယ်နော်အဲ့ဒါကြောင့်မို့ပြောပြတာနော်ဒီပြောတာစက်ကလေးကိုဘယ်လောက်ထိကောင်းလဲဆိုတော့နော်မကြည့်ရသေးတဲ့သူစီလို့စီရင်သွားကြည့်ပါလို့ပြောချင်ပါတယ်ခေဝင်းဝါစက်ကလေးပါတော်တော်လေးကိုမိသမီးကိုအနိုင်ယူတာပဲဒီမိသားကကျတော့နော်စပီပွားပွားတဲ့မိသားတယောက်လေးဒီမှာပြမယ်ချစ်တို့နော်ပြောင်းတာဆိုတဲ့စက်ကလေးကိုကြည့်မင်္ဂလာပြောမင်္ဂလာပြောလောင်းစီသူမင်းကအမအခုကမန်းတက်ထဲမှာလေအင်းကြီးဘွာလေးနဲ့လေအဲ့ဘသူလေးတွေဟောသဘောကျတယ်ဟောတော့ဒီနေ့တအားလာတာပဲဒီကအောင်မြတ်ဆန်ကြီးကပန်းဝဲလက်ကိုမလွတ်တမ်းကိုကန်ထားပါကိုကြည့်ရတဲ့တရားလုံးကိုရမယ်ကြရမယ်ဖြစ်နေတာရှင်းရမတော့ဒီလုံးနေနိုင်သေးရလားပြီးမှနေနဲ့ငါနဲ့တွေ့မယ်အောင်မြတ်ဆန်ကိုတင်းအောင်လုပ်နေကြတယ်အောင်မြတ်ဆန်တင်းလာရင်ဘယ်လောက်ထိရှော့ရခတ်တယ်ဆိုတော့မသိကြသေးဘူးနဲ့တူတယ်ရစ်တာထားမယ်ကြံတိုင်းဒီအဲ့ဒီအပြုတ်မှုတွေကငါ့ကိုပြန်တင်းလာစေတယ်နို့လိုက်ရိုက်လိုက်ငါကောင်းပါတော့အရှင်လောင်းလာဝဲဒီလောက်ပဲပြမယ်ချစ်တို့တဝဲပဲပြမယ်ပေါ့နော်တကယ်လို့အစုပ်ထိကြီးချင်တယ်ဆိုရင်တော့တကယ်လို့အစုပ်ထိကြီးချင်တယ်ဆိုရင်နော်လိုတာမဲဆော့နော်လိုတာမဲဆော့မှာတော့ကြည့်လို့ရပါပြီနော်လို့စီဟိုထိုင်းနိုင်ငံမှာလည်းပြတ်တတ်တာပဲနော်ချစ်တို့ tissue ယူသွားအဲ့ဒါပဲပြောမယ်ချစ်တို့နော်ခေါ်ပြီးတောက်လိုက်ဦးမယ်အော်မေ့တယ်နော်ဒီမှာနော် PK တဘာဝဂျာမကြီးအစီကြား coffee နော်အစီကြားချစ်တဲ့သူတွေနော်ဝိတ်ချချစ်တဲ့သူတွေအစီကြားချစ်တဲ့သူပိတ်ချစ်တဲ့သူတွေလို့စီဂျာမကြီးကောက်ချစ်တဲ့သူတွေဒီ coffee လေးကိုဝယ်တော့ပါလို့ပြောချင်ပါတယ်ဟုတ်လား